မင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒါကျွန်တော်ရဲ့ဒါငယ်တကယ်ချင်းပေါ့ကျွန်တော်နဲ့တူတူဒါကျွန်တော်တို့ KG တန်းလောက်တွေအတူတူတက်ခဲ့တဲ့တကယ်ချင်းဟိုတနေ့ကရုပ်တရက်တွေ့လိုက်တော့ဒါရှီတော့တစ်ဖက်ပေါ့ဒါတစ်ချက်ပြရှီတော့တစ်ဖက်ပေါ့ဒါကျွန်တော်တို့ကျမ်းမာရေးကြောင့်ဟိုဖြတ်တောက်လိုက်ရတဲ့အနေထားပေါ့စိတ်လည်းမကောင်းပါဘူးစိတ်လည်းတကယ်မကောင်းပါဘူးဒါတော့တကယ်ချင်းကိုအဲ့ဒါဟိုပုံလေးကြိုက်ပြီးတော့မှကျွန်တော်အကူကြီးလေးတောင်းတာပေါ့နော်ခြေတုလေးပြန်လဲတက်နိုင်ဖို့အဲ့ဒါကိုလူရှင်လူမတွေကိုကျွန်တော်အကူကြီးတောင်းလိုက်တော့ကျွန်တော်တို့ဒီဆီယမ်မာကြီးတော်ဖြူဖြူမြင့်ရဲ့အကူကြီးနဲ့ကျွန်တော်ဒီခြေတုလေးတက်နိုင်ဖို့အကူကြီးတောင်းထားတယ်အဲ့တော့အကူကြီးတောင်းလိုက်တော့ဆီယမ်မာကြီးကနေပြီးတော့မှအခုခြေတုကတော့ဒုတိယအဆင့်ပေါ့ဒီလက်တလုံးဖြစ်သွားတဲ့ကျွန်တော်ရဲ့ဒီတငယ်ချင်းပေါ့ဒီဝေယဝိဆသူလည်းဆေးရုံသွားနေဆေးရုံလည်းသွားနေရပြီးတော့မှဒါဆေးရုံအတုံးစေးလေးတွေကျမရေးဆေးဝါးဝယ်ချမ်းဖို့လေးတွေဆိုတော့မှလူငွေလေးလူထမ်းပေးလိုက်တာရှိတယ်အဲ့ဒါလေးကိုကျွန်တော်ကိုထိလက်ရောက်ဆရာမကြီးရဲ့အကျိုးဆောင်မှုနဲ့ဒီအဲ့ဒါကျွန်တော်လာရောက်လူထမ်းပေးတာဖြစ်တယ်ဒါကလည်းဆရာမကြီးတော်ဖြူဖြူမြင့်ကိုဆရာမကြီးတော်ဖြူဖြူမြင့်ရဲ့အလှူခံမှုအစီအစဉ်နဲ့လူရှင်လူမတွေလှူလန်းထားတဲ့ဒါအလှူငွေကျက်2သိန်းဒါတော့အနေဒီများလေးတော့မထားပါနဲ့ဒီမှာဒါကတော့စုပေါင်းအလှူရှင်တွေလှူဒန်းထားတဲ့လူရှင်မိသားစုတွေရဲ့လှူဒန်းမှုပေါ့နော်အဲ့တော့ဒီမှာဒါလေးလာရောက်လှူဒန်းပေးတာဖြစ်တယ်အဲ့တော့တကယ်ချင်းကျမကြီးသုံးစိကြိုက်တာတော့အဲ့တော့ဒါဖြတ်ထားတာကြပြီလားဖြတ်ထားတာပါရှိသွားပြီဘယ်လောက်ရှိ2လခွဲလောက်ရှိပါတယ်နော်အဲ့တော့ငလင်မတိုင်ငင်ရတော့ဖြစ်သွားတာပေါ့နော်ငလင်เจ้าတော့မဟုတ်ပါဘူးတကယ်မိသားစုအရှင်တွေတစ်ခုရဒီမှာသွားလာတာအဆင်မပြေတော့ဖြစ်နိုင်ရင်တော့ကျွန်တော်တို့ရှီတူလေးတက်နိုင်အောင်ကျွန်တော်ကြိုးစားပေးပါမယ်အခုကတော့ဒါလူရှင်လူမတွေရဲ့လှူဒန်းမှုနဲ့လူငွေလေးလာရောက်လှူဒန်းပေးတာဖြစ်ပါတယ်အဲ့တော့ဘာမှစိတ်ထဲမကြနဲ့ကြိုးစားအဲ့တော့ဆိုရင်နေရာတစ်ခုကနောက်ထပ်ကပါလဲဆိုတော့ဒီတစ်ဖက်ဖြတ်လိုက်ရတော့နောက်တစ်ဖက်ကပါဆေးရုံပြတော့ချိန်နေသိမကောင်းဘူးဆိုတော့နည်းနည်းစိတ်မကောင်းဘူးတော့ဖြစ်တယ်အဲ့တော့တစ်ဖက်ကလည်းဆေးရုံကဘာပြောဘယ်လိုပြောတော့ဘာလို့ရသေးရပေါ့နော်ရသေးရပေါ့နော်ရရတော့အရင်တန်းတော့ရှိရမနော်ဘီးဘဆက်ပေါ့ဘီးဘဆက်ထုံနာတွေပါလေရှိတာပေါ့ခြုံနာတွေပါလေတော့ရှိတယ်အဲ့လိုပုံစံမျိုးဖြစ်နေအရင်တစ်ဖက်လိုပုံစံမျိုးပေါ့ဟုတ်အဲ့တော့ဒါဘယ်လိုပဲဖြစ်ဖြစ်စိတ်တမကြပါနဲ့နည်းနည်းလမ်းအများကြီးလည်းမချောင်းနဲ့တစ်ဖက်တည်းဆိုတော့လေနောက်ထပ်လည်းဖြတ်ကြိုးစားပြီးတော့အလှရှင်လူမတွေအဲ့ဒါတိအောင်ရယ်လှူဒန်းပေးတဲ့အလှရှင်လူမတွေလည်းကျွန်တော်ဒီမှာကိုယ်တိုင်ကိုကြလာရောက်လှူဒန်းပေးရဆိုတာပဲဒါသိစီခြင်းလို့ကိုယ်တိုင်လာရောက်လှူဒန်းပေးတာအလှရှင်တွေကိုနည်းနည်းကျေးဇူးတင်စကားလေးလုပ်ပါအောင်ဒီနေ့ဒီမှာဆက်မှာကျမ်းပါပါစေအနေကင်းဒီရှင်းမှာဒီငွေနာပေါ်များပြီးလူတိုင်းနာဒကာမဖြစ်ပါစေကဲကျေးဇူးနဲ့ကျေးဇူးတင်ပါ